နေက2 နာရီတောင်ထိုးသွားပြီမနေ့ကတည်းကနေအိတ်လိုက်တာ2 နာရီတောင်ထိုးသွားတာလားဟာဟိုကကုန်တယ်လို့မပြီးသေးဘူးလားမသိပါဘူးဟာကွာဒီကောင်တွေနဲ့ပဲငါတို့ဘောစီရလဲဟေးကားစီရပါဆိုဆင်ပေးထားတဲ့အင်ဂျီပဲကြည့်အောင်အခုချက်ချင်းပဲဆက်စင်ပေါ်တက်ကမလို့ဖြစ်နေပြီအပူရက်ခက်တွေနဲ့စိတ်တွေလည်းညစ်ပါတယ်ဟိုကောင်လည်းမပြီးသေးဘူးလားမသိဘူးညာလေးတို့သိလားကိုရလေအလုပ်တွေအရင်စူးစမ်းနေဆိုတာပေါ့နော်တစ်ချိန်ကျရင်ဟိုကိုကြီးကိုလက်ထပ်မင်းကလေးကိုဟဲ့လို့တင်အောင်တင်နဲ့ထားခြင်းလို့သိလားချိန်ရင်ကိုကချမ်းသာလာမယ်လေအဲ့တော့ဟိုညာလေးတို့လည်းနောက်ရေးအေးကျင်နေဆိုရင်တော့ကိုကြီးကိုတိုက်လို့ရတာပေါ့နော်ကြောက်မှဆိုရင်တော့ညီမလေးတို့ကကိုကြီးကိုမယုံဘူးဆိုရင်လည်းအဲ့လိုပေါ့တလားတန်ဒီနလားတန်ဒီပေါ့ကိုစိတ်ကိုစားပြီးတော့ကိုယူကြည့်ပါလားနောက်မှအစင်မပြေကိုကြီးကပဲအနစ်နာခံပြီးကြွားပေးမယ်လေနော်ချစ်ကြည့်တယ်ဟာဟဲ့မင်းကဘာလို့ထိုးရလဲဆရာလည်းသိရတယ်ဗျာကျွန်တော်ရောင်ရဲလို့ထိုးတတ်တယ်လေမင်းတို့ကဘာလုပ်နေရလဲပစ္စည်းတွေတင်ပြီးသွားပြီလားပြီးသွားပြီဗျာမပစ္စည်းတွေတင်ပြီးတာဘာလို့ငါလာမလို့ရလဲဘေဘီလေးတွေနဲ့ဘဝကြောင်တိုင်မင်းနေတာဒီမှာတော့လောက်ကြလို့ဒီကောင်နဲ့ပဲစကားလာပြောနေရတယ်။ငါမေးလည်းပဲညစ်တော့မှာတော့ရပါနော်။ဘယ်တော့ပါဆရာ။ထောက်ပေးစမ်း။ဟုတ်။ဒီစီတော့ဆုံးပြီလား။ဆုံးပြီဆရာ။နိုင်ကပ်ပါပြီလား။ဟုတ်ပါတယ်ဆရာ။ရွှေရုပ်နေ။ရွှေလုံးသေးဆရာ။မင်းကောက်ထောက်ပြန်ပြီလား။ရောင်သားလို့ရွှေလုံးသေးပါပြီလား။ပါပြီဆရာ။နို့တစ်ပတ်။နို့တော့ပါဆရာ။ကြောက်တော့တာလား။တက်ရမရောင်လို့နို့တော့ပါပြီလား။ဟုတ်ပါပြီဆရာ။ရွှေနီပါတယ်ဆရာ။ချိုစိတ်ချွတ်သိပ်ပါပြီလေဆရာပုံမှန်ကြဘာလို့ထည့်မထားတာလဲပုံမှန်မလို့ပါလေလက်ဖိတ်ဆိုင်ကမဟုတ်တာဆရာအေးချွတ်သိပ်တော့မဟုတ်လေကဲဒီချင်းဆိုရင်သွားပို့မယ်ငါတို့ပဲပို့ရမှာလဲဟိုဟာလာရှိုးအကျုံးမြတ်မင်းသွားပို့ပါလားတို့ဒီမန်ဒေးတင်ပါအေးရော့တာပိတ်ရအောင်ဟဲ့မင်းကတော့ဆဲနေတာလားဟမ်မင်းမင်းအဲ့ဒါဘာရှာနေလဲဘာရှာနေတာလဲတော့ပေါက်ရှာနေဆရာတော့ပေါက်ရှာနေမင်းကကားမောင်းတက်လို့လားမမောင်းတက်ဆရာမင်းကကားဆရာလားငါကားဆရာလားဆရာကားဆရာဆင်းလေတာဘာလို့နေရလဲကဲမေ့သွားလို့ပါဆရာမေ့သွားလို့ပါဒီကောင်းရတော့ကွာအားမလို့ဝေးရဆရာမပွင့်ဘူးရော့အမဟုတ်ကဲ့မရောကငါစောက်မလောက်ပါနဲ့ဆရာဆရာဒေါသရလူကပူတလားငါချက်ပိုက်ကြိုက်ကြမှာဒီကောင်းတော့ကွာဟမ်ဘာလဲချစ်ပါလူမိုက်လို့ဘာလို့လဲငါတို့ကားရထားတယ်ဟဲ့အဲ့ဒါမင်းတွားရှင်းလိုက်ဟုတ်ဆရာလည်းလိုက်ခဲ့လေဗျာခင်ဗျားကျုပ်တို့ကားရှိကိုရခင်ဗျားဘာကောင်းလဲငါဘာကောင်းလဲဆိုတော့မင်းသိရမလို့မင်းတို့ကားထဲမှာဘာပါတယ်ရွှေပြည့်ချံပါတယ်ဗျာရွှေပြည့်ချံဆိုတော့ပါတယ်မန္တလေးမှာနာမည်ကြီးမုတ်တိုက်ပေါ့အဲ့ဒီမုတ်ကငါစားခြင်းနဲ့ကွာဟောဆရာမုတ်လာဝဲနေတာရောင်းပေးလိုက်လေကိုရဘိုးရတာပေါ့ဘလောက်ဝဲကြီးမှလဲဟဲ့ငါရုပ်ကကိုရင်အောက်ပါဘူးငါရုပ်ကမုတ်ဝလာဝဲတဲ့ရုပ်ပေါက်နေတာကွာမုတ်မွယ်လာတောင်းစားတာတောင်းစားတာနဲ့တနာပါတယ်ဟဲ့လေငါမင်းတို့စီကနေတောင်းစားနေရမို့ဘူးငါဓမြတိုက်နေတာဆရာဓမြတယ်ဟလာအဲ့ဒါပြေးရမှာပေါ့ဒါပြေးမယ်လေဆရာပြေးလို့မလို့ဘူးလေဒီမှာလို့တာအတော့နှစ်ယောက်အားပဲဟုတ်တာပဲနဲဖြဲဟဲ့လူကျတို့ကနေအောင်တော့ခင်ဗျားနားကားသွားခြင်းလားမင်းတို့ကရိုးရိုးတောင်းလို့မရတော့လေငါချမ်းနေတော့မှာပေါ့ကွာ what ဆရာနိုင်လိုက်ပြီနော်ဟိုကမသိဘူးဆရာမင်းငါတို့မျိုးရောအဲ့လိုမိုးဆိုရင်တည်တတ်တယ်ဟဲ့လေမင်းတို့ငါ့ကိုပေးငါပြစ်မှာတော့ဟဲ့လူခင်ဗျားအဲ့လိုမချင်းချောင်းနဲ့ကျွမ်းငါသားနဲ့ငကြက်ဆိုတာနမန်တစ်လုံးနဲ့ရက်တီလာတာအခုချက်ချင်းသွားယူပေးမယ်သွားယူပေးမလားအဲ့ကောင်你别笑笑到吧这又笑多开心笑ဟုတ်လာပြီရှာတယ်မှာယူလာမေးရွှေပြည့်ရှက်နန်းကကူကီပြကောင်းတဲ့နာမည်ကြီးပဲမသိမနာမည်ကြီးကြီးโอเคဟာရွှေပြည့်ရှက်ရွှေလုံးသေးဆရာလုပ်တယ်ဟောပြောတယ်ဆရာပြည့်ပြီအနောက်ပါကြီးပဲရပ်ပုတယ်ဆိုဟောဟေးဒီလိုမှပေါ့ကွာဒီလိုမှပေါ့ဟာကိုကြီးဘယ်နဲ့လျှောက်သွားနေလဲရှာလိုက်ရတာမောနေရပဲဟဲ့
လက်ထဲမှာလည်းမုတ်တင်နဲ့တောင်းမှမှာတယ်ကိုတို့ရဲ့အကိုကအဲ့လိုပဲနေပူရင်နည်းနည်းလွတ်လွတ်သွားလို့ အဲ့ဒါဆို तू ကဘာလဲ तू ကနည်းနည်းလေးကြက်မပြေဘူးဖြစ်နေ ဟာချက်မပြတာအဲ့ဒါဆိုရင်ခမရခုနပြည့်မယ်ဆိုတာဘာလဲ စေးပြင်းနဲ့ ပြရမထားရောဒီမှာမရှိပါနဲ့မျက်လုံးနဲ့လာမှန်းမယ်အာဒုက္ခပဲ